ချောင်ခဲ့တဲ့မာနယ်ကတ်ကိုမီဒီယာရဲ့ရှေ့မှာအဆက်ခွဲလိုက်တဲ့ဂျော်ရှူအာဗန်မင်္ဂလာပါပရိသတ်များရှင် Fighting Spirit Channel ကနေပြန်လည်ကြိုဆိုပါရစေကျမတို့ရဲ့ Fighting Spirit Channel ဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ1 Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမစခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်အောင်ပါဂျော်ရှူအာဗန်နဲ့မာနယ်ကတ်တို့ရဲ့လက်ရှိအခင်းအကျင်းကတော့ပရိသတ်တွေတော်တော်များများစိတ်ဝင်စားလျက်ရှိနေပါတယ်ဂျော်ရှူအာဗန်ကမကြသေးခင်ကပဲ MMA Junkie Media နဲ့အင်တာဗျူးတွေလုပ်ဆောင်ခဲ့ပါတယ်။အဲဒီအင်တာဗျူးမှာဂျော်ရှူအာဗန်ကိုမာနယ်ကတ်နဲ့ပတ်သက်ပြီးတော့မီဒီယာတွေကမေးမြန်းခဲ့ပါတယ်။အင်တာဗျူးမေးမြန်းတဲ့လူတွေကဂျော်ရှူအာဗန်ကိုအခုလိုမျိုးမေးမြန်းသွားခဲ့တာပါ။မာနယ်ကတ်ကမင်းနဲ့ထိုးကျင်တယ်ဆိုပြီးတပူစစာနဲ့ပြောနေရနော်။သူကမင်းကိုအနိုင်ပြမယ်လေပြောတယ်။ဒါတွေကိုမင်းဘလို့ထင်လဲလို့မေးမြန်းသွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲဂျော်ရှူအာဗန်ကဟုတ်လို့လားဒီကောင်ကဒီလိုပြောလို့လားဆိုပြီးရီမော်ပြီးလှောင်ပြောင်တဲ့ပုံစံနဲ့ပြောခဲ့တာပါ။ငါကြားမိတာတော့ဒီလိုမဟုတ်ပါဘူးကွာဆိုပြီးတော့မှဂျော်ရှူအာဗန်ကဒီလိုပုံစံမျိုးနဲ့ခနဲ့ခဲ့ပါသေးတယ်။ဒါကြောင့်မလို့အင်တာဗျူးရဲ့လူတွေကလည်းမင်းတို့နှစ်ယောက်ကိုပွဲတည်ပေးခဲ့ရလားဘလို့အခင်းချင်းမျိုးလဲဆိုပြီးတော့မေးခဲ့ပါသေးတယ်။ဒီအချိန်မှာတော့ဂျော်ရှူအာဗန်ကအခုလိုမျိုးထပ်ဖြေသွားခဲ့ပါတယ်။ငါတို့မာနယ်ကတ်နဲ့တကယ်ကိုမှထိုးသက်ချင်ခဲ့ပါတယ်။သူကငါ့ကိုတစ်ချိန်လုံးစိန်ခေါ်နေခဲ့တာလေ။ဒါပေမဲ့ငါသွားပြီးစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာတော့မာနယ်ကတ်ကရှောင်ပြေးသွားတယ်ဆိုပြီးသိရတယ်။ဒီကောင်တကယ်ငစားပါပဲ။ချန်ပီယံဖြစ်တဲ့ငါကတော့ yes လို့ပြောခဲ့တာဘူး။စိန်ခေါ်သူဖြစ်တဲ့ဒီကောင်က no လို့ဖြေတာတော့ယုံကြည်မကြပါဘူး။တကယ်ငကြောက်ပါကွာဆိုပြီးတော့လောင်ပြောင်ခဲ့တာပါ။မာနယ်ကတ်တယောက်တော့တကယ်ကိုမှအချက်တပွဲအချိုးနဲ့ဖြစ်ခဲ့ရတာပါပဲ။ဂျော်ရှူအာဗန်ကိုသူကအင်တာဗျူးတွေသူ့ရဲ့ post တွေမှာလောင်ပြောင်ခဲ့တာတွေကိုဂျော်ရှူအာဗန်ကတစ်ချက်တည်းနဲ့ထိထိမိမိထုတ်ပြန်သွားခဲ့တာပါ။ဂျော်ရှူအာဗန်ကတော့မာနယ်ကတ်ကိုလုံးဝအထင်မကြီးတဲ့ပုံစံမျိုးပါပဲ။ဂျော်ရှူအာဗန်ပြောသွားတာကြည့်ရမယ်ဆိုရင် UFC ကဒီနေ့ကျင်းပသွားခဲ့တဲ့ UFC 324ပြိုင်ပွဲမှာဂျော်ရှူအာဗန်တို့ကိုကမ်းလှမ်းခဲ့ပုံပေါ်ပါတယ်။မာနယ်ကတ်က short notice ပုံစံမျိုးဖြစ်နေလို့ပွဲလက်မခံလို့ပွဲမဖြစ်ခဲ့တာလို့နားလည်လို့ရပါတယ်။ဂျော်ရှူအာဗန်ကအရင်ကတည်းက short notice တွေနဲ့အမြဲလက်ခံခဲ့တဲ့ fighter ပဲဖြစ်ပါတယ်။မာနယ်ကတ်ကတော့ပြောင်းမြန်ပါပဲ။မာနယ်ကတ်ကပွဲတွေကိုအမြဲရှောင်ပြေးတတ်ပြီး short notice နဲ့ကမ်းလှမ်းလာလို့ရှိရင်လည်းပွဲလက်ခံတာနည်းပါတယ်။ဒါကြောင့်မလို့ဒီပွဲမှာလည်းမာနယ်ကတ်ကနှုတ်ထွက်သွားတာလို့ထင်မြင်စမိပါတယ်။ UFC ကဒီလိုမျိုးနှုတ်ထွက်လေးရှိတဲ့ fighter မျိုးဆိုရင်နှစ်ခါပြန်ပြီးတော့အခွင့်အရေးပေးလိမ့်မရှိပါဘူး။ဂျော်ရှူအာဗန်က MMA Junkie နဲ့အင်တာဗျူးမှာလည်းသူ့အနေနဲ့ပန်တူဂျာနဲ့ပြန်လဲထူးတက်ချင်တယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဂျော်ရှူအာဗန်ကအခုလိုမျိုးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ match လဒါမှမဟုတ် April လလောက်မှာပွဲထိုးတက်ချင်ပါလေ။ကျွန်တော်ပထမဆုံးထိုးတက်ချင်တာကတော့ပန်တူဂျာနဲ့ပါပဲ။သူ့ကိုပြန်ပြီးအခွင့်အရေးပေးတင်တယ်လို့ထင်ပါတယ်။ပန်တူဂျာအဆင်မပြေသေးလို့ဒီဖြစ်ကောင်နေဆိုရင်လည်းကျွန်တော်က welcome လုပ်နေမှာပါ။တက်ဆူရိုတိုင်ရာမာနယ်ကတ်ခေအော်ဂျီဟူရီဂူချီကြိုက်တဲ့ကောင်လာခဲ့ပါ။ငါမင်းတို့ကိုအနိုင်ယူဖို့အသင့်ရှိနေပါတယ်ဆိုပြီးဂျော်ရှူအာဗန်ကကြုံဝါသွားခဲ့တာပါ။ဂျော်ရှူအာဗန်ကတော့ပွဲတွေကိုခက်စိတ်စိတ်ထိုးသက်ချင်နေတာပဲဖြစ်ပါတယ်။ဂျော်ရှူအာဗန်ရဲ့ဆန္ဒကတော့မက်စလာမှာပွဲထိုးသက်ခွင့်ရခြင်းပြီးဇွန်ဇူလိုင်လောက်မှာတော့နောက်ထပ်ပွဲတစ်ပွဲကိုထပ်မံထိုးသက်ချင်တာပါ။ဂျွန်လာမှာဆိုရင်အိပ်ဖူတော်မှာထိုးသက်မဲ့ပွဲစဉ်လေးရှိနေတဲ့အကြောင်းဂျော်ရှူအာဗန်မက်ဆီကြနေရပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အခင်းကျင်းတွေကတော့တကယ်ကိုမှစိတ်ဝင်စားစရာကောင်းနေပါပြီ။ဂျော်ရှူအာဗန်ကလက်ရှိအချိန်မှာလည်းလေ့ကျင့်ခန်းတွေကိုဒီဇိုင်းမဲ့လှုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဘယ်အချိန်မှာဗန်ရဲ့ပွဲကို promotion ဘက်ကနေချပြလာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုကိုကျမနဲ့တူအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လည်းကျမတို့ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းပါလေ1 Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားပြီး notification နှိပ်ထားဖို့တောင်းဆိုပါရနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။